နိုင်ငံပေါ်မြက်ပြန်ထုံနေကြဒီမိတ်ဆာများကိုတွန်းလှန်မစနေဆိုးကိုဝန်ရထားတဲ့တောက်တိုင်များကိုဝိုင်းပြူကြမှန်တရားတော့တည်နေမှာငါတို့သွေးနဲ့ချွေစများရှာဖွေရှင်နေခဲ့သမျှစိတ်ပင်တွေလားမင်္ဂလာပါမိတ်ဆွေတို့ Black Money Campaign ရဲ့ One Street Core Podcast အစီအစဉ်ထုတ်လွှင့်တဲ့ဗုဒ္ဓဦးနေ့လေးပြန်လည်ရောက်ရှိလာပါပြီကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဟာရုပါရှေ့တစ်ပတ်မှာတော့မြန်မာနိုင်ငံအတွင်းလောက်ကင်နေတဲ့ထိုင်းတန်းငွေကုမ္ပဏီတွေကြောင့်မြန်မာပြည်တွင်းမှာဖြစ်နေတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုစုံစမ်းစစ်ဆေးပေးဖို့ထိုင်းနိုင်ငံလူ့အခွင့်အရေးကော်မရှင် NHRC ကိုတိုင်ကြားစာတွင်းခဲ့တဲ့အကြောင်းကိုတင်ဆက်ခဲ့တာဖြစ်ပါတယ်။ထိုင်းစွမ်းကုမ္ပဏီတွေဖြစ်တဲ့ PTTEP နဲ့ Northern Cap Petroleum တို့ကမြန်မာစစ်အုပ်စုထိန်းချုပ်ထားတဲ့မြန်မာရေနံနဲ့တဘာဝတန်းငွေလုပ်ငန်း MOGE ကိုပေးဆောင်နေတဲ့ရေနံခွန်တွေကလက်ရှိဒီမြန်မာစစ်အုပ်စုရဲ့အကြမ်းဖက်မှုတွေစစ်ရာဇဝတ်မှုတွေမှာဘယ်လိုဆက်ဆက်နေရဆိုတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးခဲ့ရလဲဖြစ်ပါတယ်။ဒီဘက်မှာလည်းထိုင်းလူ့ခွင့်ရေးကော်မရှင် NHRC ကိုပေးပို့ထားတဲ့တိုင်ကြားစာမှာဘာတွေလုပ်ပေးဖို့ဘယ်လိုတွေတောင်းဆိုထားလဲ။ကော်မရှင်ရဲ့အလုပ်လုပ်ပုံနဲ့တိုင်ကြားစာထဲကအကြောင်းအရာတွေကိုမေးမြန်းတင်ဆက်သွားမှာပါ။ဒါတွေကိုဖြေကြားပေးဖို့တွေးဆုံတွေဖြစ်တော်ရေးလှုပ်ရှားမှုအဖွဲ့ Black Money Campaign ကရဲဘော်မူလန်နဲ့မိုက်ကိုပဲထပ်မံဖိတ်ကြားထားပါတယ်။မင်္ဂလာပါမူလန်ရေရှေ့တစ်ခေါက်မှာတော့ထိုင်းကုမ္ပဏီတွေရဲ့စစ်ရာဇဝတ်မှုတွေမှာပါဝင်နေတဲ့အကြောင်းတွေကိုပြောပြသွားရနော်။ဆိုတော့အခုမေးချင်တာကကော်မရှင်ကိုပေးပို့ထားတဲ့တိုင်ကြားစာမှာဘာတွေလုပ်ပေးဖို့အဓိကတောင်းဆိုထားရလဲဗျ။ ဟုတ်ကဲ့ပါဟာရီကော်မရှင်ကိုပေးပို့ထားတဲ့တိုင်ကြားစာနဲ့ပတ်သက်ပြီးတော့ရှင်းပြရမယ်ဆိုရင်တော့ဒီမှာဘာတွေဘယ်သူတို့တိုင်ကြားထားလဲပေါ့နော်ဒါတွေကိုရှင်းပြရမယ်ဆိုရင်တော့အရင်ဆုံးပြောချင်တာကတော့ဒါဒီတိုင်ကြားစာရဲ့မှာဆိုရင်ထိုင်းစွမ်းကုမ္ပဏီဖြစ်တဲ့ PTTEP Northern Cap Petroleum NGP ဒီကုမ္ပဏီ၃ခုကဒါမြန်မာစစ်တပ်ရဲ့လူခွင့်ရေးချိုးဖောက်မှုတွေပြည်သူတွေပေါ်ကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုလူသားမျိုးနွယ်ပေါ်ဆန့်ကျင်တဲ့ရာဇဝတ်မှုဒီလိုနိုင်ငံတကာဥပဒေတွေကိုချိုးဖောက်နေတဲ့ဒီအပြစ်တွေကိုပေါ့နော်ဒီအပြစ်အကြီးတွေကိုတစ်စိတ်တစ်ပိုင်းဘယ်လိုတွေပံ့ပိုးနေလဲဆိုတာတွေလည်းဒီစာထဲမှာဒီတိုင်ကြားစာထဲမှာထောက်ပြထားတယ်ပြီးတော့လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ထိုင်းကုမ္ပဏီတွေလိုက်နာရမယ့်အချက်တွေနဲ့ထိုင်းအစိုးရကိုတိုက်တွန်းတောင်းဆိုတဲ့အချက်တွေကိုလည်းဒါ NHRC တို့တင်ပြတဲ့စာထဲမှာပါဝင်နေပေါ့နော်အဲ့တော့တောင်းဆိုချက်တွေကိုမပြောပြခင်မှာဒီထိုင်းစွမ်းအင်ကုမ္ပဏီတွေကစီးပွားရေးနဲ့လူ့ခွင့်ရေးစီမင်းစည်းကမ်းတွေကိုချိုးဖောက်နေတဲ့အကြောင်းကိုအရင်ပြောပြချင်ပါတယ်ပေါ့နော် UN Guiding Principle ကုလသမဂ္ဂရဲ့လက်ညှိုးချက်ဖြစ်တဲ့ဒီစီးပွားရေးနဲ့လူ့ခွင့်ရေးနောက် OECD Guideline လို့ပေါ့နော်နိုင်ငံတကာစံချိန်စံညွှန်းတွေအကြောင်းကိုနည်းနည်းပြောပြချင်ပါတယ်ပေါ့UN Guiding Principle UNGP နဲ့ OECD Guidelines ဆိုတာကကုမ္ပဏီတွေကလူ့ခွင့်ရေးကိုလေးစားပြီးတော့တာဝန်ယူမှုရှိစွာလုပ်ကိုင်ဖို့အတွက်ကိုလက်ညှိုးပေးတဲ့နိုင်ငံတကာစံနှုန်းတွေဖြစ်တယ်ပေါ့နော် UNGP ဆိုတာကတော့အဓိကအားဖြင့်ကာကွယ်ရန်လေးစားရန်ကုစားရန်ဆိုတဲ့အခြေခံ၃ချက်ဖြစ်တယ်ပေါ့နော် OECD Guideline ကကြတော့ဒါနိုင်ငံတကာကုမ္ပဏီတွေအတွက်တာဝန်ခံမှုတာဝန်ယူမှုရှိရမယ်စီးပွားရေးလုပ်ငန်းဆိုင်ရာလမ်းညွှန်ချက်တွေဖြစ်ပါတယ်UNGP ကိုကြတော့ကုမ္ပဏီတွေကဘယ်လိုတာဝန်ယူသင့်တယ်လဲဆိုတဲ့အခြေခံမူလမ်းညွှန်ချက်ဖြစ်ပြီးတော့ OECD Guideline ကကြတော့အဲ့ဒီတာဝန်တွေကိုဘယ်လိုလက်တွေ့အကောင့်ထဲပေါ်မလဲဆိုတဲ့လုပ်ငန်းဆိုင်ရာလမ်းညွှန်ချက်ဖြစ်တယ်ပေါ့နော်အဲ့တော့ UNGP ရဲ့အဓိကယူဆကနိုင်ငံတွေမှာလူ့အခွင့်အရေးကကွယ်ရမယ့်တာဝန်ရှိတယ်ကုမ္ပဏီတွေမှာလည်းလူ့အခွင့်အရေးကိုမထိခိုက်အောင်လေးစားလိုက်နာရမယ့်တာဝန်ရှိတယ်ဆိုတာကိုဆိုလိုတယ်ပေါ့နော်ကိုရင်းနှီးမြှုပ်နှံထားတဲ့စီးပွားရေးကနေစီမံကိန်းတွေကနေလူ့ခွင့်ချိုးဖောက်မှုတွေမဖြစ်ရဘူးတကယ်လို့စီမံကိန်းရှိတဲ့နေရာတွေမှာလူ့ခွင့်ချိုးဖောက်မှုတွေထိခိုက်မှုတွေဖြစ်ခဲ့ရင်လည်းပြန်လည်ကုစားပေးဖို့လိုတယ်ဒေသခံတွေအတွက်ဒီထိခိုက်တဲ့ပြည်သူအရက်သားတွေအတွက်ပြန်လည်ကုစားပေးရတော့တည်တည်ချာချာလှုပ်ဆောင်ရမယ့်တာဝန်ရှိရပေါ့နော်နောက်ပြီးတော့ဒီလမ်းညွှန်ချက်တွေကလူ့ခွင့်ရေးဒီမကဘူးအလုပ်သမားအခွင့်အရေးပတ်ဝန်းကျင်ဒီအဂရိလိုက်စားမှုဒါစီရေးစားသုံးသူကောက်ွယ်စတဲ့အကြောင်းအရာတွေလည်းပါဝင်သေးတယ်ပေါ့နော်အဲ့တော့အချုပ်ပြောရရင်ကိုနိုင်ငံမှာယင်းနှိမ့်မြုပ်နှံမှုလာလုပ်တဲ့ကုမ္ပဏီကဒေသခံလူထုကိုအနိုင်ကျင့်အမြတ်ထုတ်လို့မရဘူးပြီးတော့ကိုနိုင်ငံအစိုးရကကာကွယ်ပေးရတယ်လာနိုင်ကျင့်လို့မရဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာကြတော့ပြည်သူအစိုးရကိုလက်နက်နဲ့မတရားအာဏာလုထားတဲ့အာဏာလုယူထားတဲ့မင်းအောင်လှိုင်ကနိုင်ငံကိုစစ်အုပ်ချုပ်ရေးကောင်းထဲပေါ်နေတာဖြစ်တယ်ပေါ့နော်အဲ့တော့တစ်ချိန်တည်းမှာသူဒီအရသားတွေကိုတက်ဖြတ်နေတယ်စစ်ရာဇဝတ်မှုများစွာကိုကျူးလွန်နေရပေါ့နော်ဒီလိုပြည်သူတွေတက်ဖြတ်နေတဲ့စစ်အုပ်စုနဲ့လက်မှတ်ထိုးနေတဲ့စာချုပ်တွေချုပ်နေတဲ့စီမံကိန်းတွေလုပ်နေတဲ့ဒီကုမ္ပဏီတွေပေါ့နော်နောက်ပြည်သူပိုင်ဆိုင်တဲ့အခွန်ငွေတွေကိုစစ်အုပ်စုကိုလာစဉ်တန်းနဲ့ချီပေးနေတဲ့ထိုင်းကုမ္ပဏီတွေကထိုင်းအစိုးရကဒါစီးပွားရေးနဲ့လူ့ခွင့်ရေးစံချိန်စံနှုန်းလမ်းညွှန်ချက်တွေချိုးဖောက်နေတာဖြစ်တယ်ပေါ့နော်တစ်ချိန်တည်းမှာပဲစစ်အုပ်စုကျူးလွန်နေတဲ့ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေမှာငွေကြေးအရာပံ့ပိုးနေတာလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ထိုင်းဆိုရနဲ့ထိုင်းကုမ္ပဏီတွေဒီသူတို့ကိုယ်တိုင်ကဒီသွေးစွန်းငွေတွေကနေအကျိုးမြတ်ရယူနေတာဖြစ်ပါတယ်ကုမ္ပဏီတစ်ခုဟာလူ့ခွင့်ရေးချိုးဖောက်မှုတွေပြင်းထန်နေတဲ့ပြိပခဖြစ်နေတဲ့နေရာတွေမှာယင်းနှိမ့်မြုပ်နှံမှုလုပ်မယ်ဆိုရင် heightened human rights due diligence ကိုတိတိကျကျလုပ်ရမယ်ပေါ့နော် heightened human rights due diligence ဆိုတာက
ဒီနေရာမှာအလုပ်လုပ်ရင်ဘယ်လိုအနေအရရှိမလဲကုမ္ပဏီရဲ့လုပ်ငန်းကပြည်သူတွေအရက်သားတွေဒေသခံအတိုင်းဝိုင်းတွေထိခိုက်နိုင်မလားပြီးတော့ဒီလုပ်ငန်းကပြိပခါကိုပို့ဆိုးစေသလားထိခိုက်မှုဖြစ်ရင်လည်းဘယ်လိုတားမလဲရှော့မလဲပြင်ဆင်မလဲစရဲပေါ့နော်ဒီအကြောင်းအရာတွေကိုပို့ပြီးအသေးစိတ်ပို့သေးချောင်းစစ်ဆေးရတာဖြစ်တယ်ပေါ့နော် UNGP အရာကလူခွင့်ရေးချိုးဖောက်နိုင်ခြင်းမြင့်လေကုမ္ပဏီကလုပ်ရမယ့်စီစဉ်မှုကပိုတင်းကျပ်လေဖြစ်တယ်ပေါ့နော်အဲ့တော့ဒေသခံလူထုကိုအနိုင်ကျင့်အမျက်ထုတ်လို့မရဘူးစစ်အုပ်စုလို့လူခွင့်ချိုးဖောက်နေသူတွေကိုငွေကြေးရပံ့ပိုးတာမျိုးလည်းမဖြစ်စေရဘူးပေါ့နော်ပြီးတော့ DNA တွေကိုရှော့ချဖို့ထိခိုက်မှုရှိရင်လည်းကုစားဖို့အတွက်မဖြစ်မနေတာဝန်ယူရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ထိုင်းကုမ္ပဏီတွေအနေနဲ့မြန်မာပြည်လက်ရှိအနေထားထဲမှာလုပ်ငန်းဆက်လုပ်မယ်ဆိုရင်တော့မှလူခွင့်ရေးကိုထိခိုက်စေတဲ့လမ်းကြောင်းတွေကိုချက်ချင်းဖြတ်တောက်ဖို့လိုတယ်ဒါကြောင့်ဒါတွေကိုစုံစမ်းစစ်ဆေးပေးဖို့ရပ်တန့်ပေးဖို့ထိုင်းလူခွင့်ကော်မရှင်ကိုတိုင်ကြားစာပေးပို့ခဲ့တာဖြစ်တယ်ပေါ့နော်တိုင်ကြားစာမှာလည်းတိုင်ကြားမှုတွေကိုအချက်အလက်သူတည်တနာတက်တည်ထောက်ထားမြေပြင်အကြောင်းအရာတွေအားလုံးကိုပေးပို့တိုင်ကြားထားတာဖြစ်တယ်အဲ့တော့ခုနကမေးတဲ့မိကုံပေါ့နော်တောင်းဆိုချက်တွေအနေနဲ့ဘာတွေတောင်းဆိုထားလဲဆိုရင်ဒါပထမအဆုံးအနေနဲ့ဒီတိုင်ကြားမှုကိုတရားဝင်စုံစမ်းစစ်ဆေးပေးဖို့တောင်းဆိုထားတယ်နောက်တစ်ခုကကြတော့ဒီရေနံနဲ့တဘာဝတန်းတွေစီမံကိန်းလုပ်ငန်းတွေကလူခွင့်ချိုးဖောက်မှုပေါ်ဘယ်လောက်ထိတက်ရောက်နေတယ်လဲဆိုတာတွေကိုတေချာသိဖို့အမြေပြင်မှာတကယ်ထိခိုက်ခံစားနေရတဲ့လူတွေအရက်ဘက်အဖွဲ့အစည်းတွေကနေထောက်ထားတွေစုဆောင်းဖို့လည်းတောင်းဆိုထားပါတယ်ပေါ့နော်ပြီးတော့ကုလသမဂ္ဂရဲ့ Special Reporter နဲ့ OCHA ကုလသမဂ္ဂလူ့ခွင့်ရေးမဟာမင်းကြီးရုံးကထိုင်းအစိုးရကိုပေးထားတဲ့အကြံပြုချက်တွေကိုလည်းထောက်ပြပြီးတောင်းဆိုထားပါတယ်အထူးသဖြင့်တော့ MOGE ဟာဒါမြန်မာရင်းနှီးတဘာတငွေလုပ်ငန်း MOGE ဟာဂျန်ခတ်ပိတ်ဆို့ခံထားရတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်ပိတ်ဆို့အရေးယူထားတဲ့ sanction စည်းမျဉ်းတွေကိုထိုင်းအစိုးရနဲ့ကုမ္ပဏီတွေကလိုက်နာဖို့လိုတယ်ထိုင်းဘဏ်တွေနဲ့ငွေကြေးဖွဲ့စည်းတွေကလည်းနိုင်ငံတကာ sanction တွေကိုတကယ်လိုက်နာနေဖို့အတွက်ကိုလူခွင့်ထိခိုက်မှုတွေစောင့်ကြည့်ထိန်းချုပ်နိုင်မဲ့စနစ်တွေကိုတိုးတက်အောင်လုပ်ပေးဖို့ပေါ့နော်ဒါတွေလည်းပြောထားတယ်ပေါ့နော်ပြီးတော့တခါထိုင်းဆိုရဘက်ကဘာတွေလုပ်တင်လဲဆိုတာကိုလည်းတိတိကျကျဒီစာထဲမှာဖော်ပြထားတယ်ပေါ့နော်ဘာတွေပြောထားလဲဆိုရင်ရေနံနဲ့တဘာတငွေကနေရတဲ့ပတ်စံတွေဒါမြန်မာစစ်အုပ်စုဒါမှမဟုတ်လေသူတို့ထိန်းချုပ်ထားတဲ့အမိုကြီးလုပ်ငန်းနဲ့ပေါ့နော်ဒီဘန်တွေစီကိုမရောက်အောင်တားဆီးဖို့ပါပေါ့နော်နောက်အရေးကြီးတာကတော့လုပ်ငန်းမဲဆိုင်ရာနဲ့ပတ်သက်ပြီးတော့စီးပွားရေးနဲ့လူခွင့်ရေးစီမင်းစည်းကမ်းတွေခုနပြောတဲ့ human right due diligence စနစ်တွေကိုလိုက်နာဖို့မဖြစ်မနေလုပ်ရမယ့်ဥပဒေတစ်ခုထုတ်ဖို့အားကောင်းအောင်လုပ်ဖို့အတွက်ကိုထိုင်းဆိုရအောင်တောင်းဆိုထားတာရှိတယ်ပေါ့နော်တခါဒီစာထဲမှာကုမ္ပဏီဘက်ကိုလည်းတောင်းဆိုထားတာရှိတယ်ပေါ့အဓိကတစ်ချက်ကတော့ဓာတ်ငွေလုပ်ငန်းတွေကနေရလာတဲ့ဒီရေနံခုံငွေဝင်ငွေတွေကို escrow အကောင့်တွေထည့်ထားဖို့ပေါ့နော်စစ်အုပ်စုစီမရောက်ဖို့တခါပြီးတော့မြန်မာနိုင်ငံအတွင်းမှာဆိုရတဲ့လူခွင့်ချိုးဖောက်မှုတွေစစ်ရာဇဝတ်မှုနဲ့အစုလိုက်ပြုံနဲ့တပ်ဖြတ်မှုတွေလုပ်နေတဲ့စစ်အုပ်စုနဲ့ထပ်ပြီးတော့ရင်းနှီးမြှုပ်နှံမှုအသစ်တွေမလုပ်ဖို့ရက်ဆိုင်မှုရှော့ချဖို့နောက်ဆုံးမှာတော့လက်ရှိလုပ်နေတဲ့လုပ်ငန်းတွေကနေပြီးတော့ရိုးထွက်သွားတာမဟုတ်ဘဲနဲ့ responsible disengagement လို့ပြောတယ်တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ထွက်ခွာမှုဖြစ်ဖို့နဲ့ဟိုပေါ့နော်ဒီကုမ္ပဏီတွေရှိနေစင်မှာလည်းရှိခဲ့တဲ့ထိခိုက်မှုတွေပေါ့နော်ဒီအရသားပြည်သူတွေဖြစ်ခဲ့တဲ့ထိခိုက်ခဲ့တဲ့ဒီဒေသခံတွေထိခိုက်တာတိုက်ခဲ့တာတွေကိုပြန်လည်ကူစားပေးဖို့တွေပါဝင်နေပေါ့နော်နောက်ဆုံးအနေနဲ့တော့ဒါကော်မရှင်တောင်းဆိုထားတာကအကြံပြုချက်တွေကိုထုတ်တာနဲ့မပြီးဘဲနဲ့တကယ်အကောင့်ထဲပေါ်နေသလားဆိုတာကိုစပ်ပြီးစောင့်ကြည့်ပေးဖို့ပြောထားတယ်ပေါ့နော်ဒါကြောင့်ဒီတိုင်ကြားစာကလူခွင့်ရေးနိုင်ငံတကာဥပဒေနဲ့နိုင်ငံရေးတာဝန်ယူမှုတွေအားလုံးကိုဆက်ဆက်နေတဲ့အရေးကြီးတဲ့ကိစ္စတစ်ခုလည်းပြောလို့လည်းပြောနိုင်ပါတယ်ပေါ့နော်ကျေးဇူးပါမင်းဒါကတော့ကော်မရှင်ထံကိုပေးပို့ထားတဲ့တိုင်ကြားစာပါတောင်းဆိုချက်တွေနဲ့ UN Guiding Principle လို့ခေါ်တဲ့ကုလသမဂ္ဂရဲ့လမ်းညွှန်ချက်တွေစီးပွားရေးလူ့ခွင့်ရေးနောက်ဒီ OECD Guideline တို့စီးပွားရေးနဲ့လူမှုရေးတိုးတက်မှုတွေကိုအားပေးတဲ့နိုင်ငံတကာစံချိန်စံညွှန်းတွေအကြောင်းကိုပါပြည်စုံနားထောင်ခဲ့ရတာဖြစ်ပါတယ်ဆိုတော့ဒီတစ်ခေါက်မှာကိုမိုက်ကိုမေးမြန်းချင်ပါတယ်မင်္ဂလာပါကိုမိုက်ရေတစ်ဖန်ပြန်ဆုံပြီးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေ့မေးချင်တာကတော့ခုတိုင်ကြားစာပေးပို့ထားတဲ့ထိုင်းလူ့ခွင့်ရေးကော်မရှင်ရဲ့လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်ကိုရှင်းပြစေချင်တာပေါ့နော်ကော်မရှင်ကတိုင်ကြားစာကိုလက်ခံရရှိပြီဆိုရင်တိုင်ကြားသူကိုလက်ခံရရှိကြောင်းအကြောင်းပြန်တာမျိုးရှိလားပြီးတော့ဒီတိုင်ကြားစာတစ်စောင်အတွက်ကိုအချိန်ကာလဘယ်လောက်ကြာအချိန်ယူစစ်ဆေးတာမျိုးရှိပါလဲဗျဒါတော့ကျွန်တော်လေအသေးစိတ်ကသူတို့ဘယ်လိုလုပ်တယ်ဆိုတဲ့ဟာမျိုးတော့ကျွန်တော်အတိအကျမပြောနိုင်ဘူးကျွန်တော်တို့တခြားလုပ်ငန်းစဉ်တွေရယ်မလုပ်ခဲ့တဲ့အတွေ့အကြုံရယ်နောက်တစ်ခုကကျွန်တော်တို့ကိုယ်တိုင်ဒီထိုင်းလူ့ခွင့်ရေးကော်မရှင်မှာတခြားကိစ္စတွေတိုင်ခဲ့ပြီးတဲ့အတွေ့အကြုံတွေပေါ့နော်ဒါတော့ကြာခဲ့ပြီပေါ့နော်လုပ်ငန်းနဲ့5-10နှစ်ပေါ့အဲ့လောက်ပတ်ဝန်းကျင်ရှိပြီပေါ့နော်အဲ့ဒီအဖြစ်တွေတဲ့အတွေ့အကြုံတွေကိုရှင်းကြည့်ရင်တော့ကျွန်တော်တို့နားလေတာလေးပြောမယ်နော်မှားကောင်းမှားနိုင်တယ်တော်တော်လည်းပဲဒါလည်းကျွန်တော်တို့ကြုံတွေ့ခဲ့ပြီးတဲ့ဟာပေါ့နော်ထိုင်းကော်မရှင်ကဒီတိုင်ကြားစာလက်ခံရရှိပြီဆိုရင်တော့သူကပထမဆုံးတော့သူတို့တိုင်ကြားသူစီကိုသူတို့လက်ခံရရှိတဲ့အကြောင်းသူတို့အကြောင်းပြန်တယ်ပေါ့နော်အဲ့ဒါမျိုးကျွန်တော်တို့ရရှိပြီးသားဖြစ်ပါတယ်။နောက်သူတို့အနေနဲ့ဒါ Thai Human Rights
commission နေနဲ့ပေါ့နော်ထိုင်းလူ့ခွေ commission နေနဲ့ဒီဟာကိုကျွန်တော်တို့တွေရဲ့ကျွန်တော်တို့နဲ့ဒီပူပေါင်းဖွဲ့စည်းရေးပေါ့လေနော်တိုင်ကြားတဲ့ဟာကိုသူတို့လက်ခံရှိကြအောင်အကြောင်းပြန်ပြီးသားဖြစ်ပါတယ်အဲ့ဒါပြီးသူတို့ဘာဆက်လုပ်မလဲဆိုတဲ့ဟာကိုကျွန်တော်နားလိုက်တာတော့ပထမဆက်နေနဲ့တော့ကျွန်တော်တို့ Thai Human Rights Commission အထက်မှာဒီဟာကိုကျွန်တော်တို့တေချာလေ့လာဖတ်ရှုပြီးတော့သူတို့အနေနဲ့ဒါကိုဘယ်လိုဆက်လုပ်မလဲဆိုတာအတိုင်းပဲဆွေးနွေးတဲ့ဆက်ရှိပါမယ်နော်အဲ့ဒါအဲ့လိုရှိမယ်လို့ကျွန်တော်နားလဲပါတယ်အဲ့ဒါပြီးရင်တော့သူတို့ကတိုင်ကြားတဲ့သူတွေတော့မဟုတ်တိုင်ကြားခံရတဲ့သူတွေကိုတိုင်ကြားတဲ့သူတွေတိုင်ကြားခံတဲ့သူတွေရောစစ်တော့အတူတကွာတော်တော်သူတို့တွေးဆိုပြီးတော့ base ရဲ့မိကုန်းတို့သူတို့မရှင်းလင်းတာလို့ကျွန်တော်တို့မေးတဲ့ဟာလိုအပ်တဲ့သတင်းချက်လက်ပြည့်စုံအောင်ပေါ့ဗျာနော်လိုအပ်တဲ့ဒီလိုအနေသေးတယ်ဆိုတော့ဒီစားတဲ့သတင်းချက်လက်တွေလို့မြင်မြန်တာစုံစမ်းတာအတိပြုတာအဲ့ဒါတွေကျွန်တော်လုပ်မယ်လို့လုပ်တယ်လို့ကျွန်တော်နားလဲပါတယ်ဒီဖက်စလုံးမေးပါပေါ့နော်အဲ့ဒါပြီးတော့မှThai Human Rights Commission နေကဒီကျွန်တော်တိုင်ကြားတဲ့ case ကိုသူတို့လက်ခံမယ်လက်မခံဘူးပေါ့နော်အဲ့ဒါမျိုးဆုံးဖြတ်တဲ့နားလဲပါတယ်ဒါဆုံးဖြတ်တဲ့ charge ကတော့အချက်တစ်စုံပြီးသူတို့ဖတ်ရှုလေးလာပြီးဘေးစားဆရာလည်းမေးပြီးသူစားဆရာလည်းတည်ပြုပြီးဆိုတော့တို့ဒီကျွန်တော်တိုင်ကြားတဲ့ case ကိုသူတို့လက်ခံပြီးစိတ်စိတ်ပူချနာကြောင်းကြမှာပေါ့အဲ့ဒါပြီးရင်တော့ကျွန်တော်ရှေ့မှာတော့ဒီသူတို့committee လိုမျိုးဖွဲ့တယ်ကျွန်တော်တိုင်တဲ့ case မှာတော့ဒီခုနနိုင်ငံဖက်ကျော်တဲ့ကိစ္စပေါ့နော်အဲ့လိုလူခွေကော်မရှင်နာကိုယ်တိုင်သူတို့ကသက်ဆိုင်ရာဒေသစီပွားပြီးတော့စစ်ဆေးပါမေးမြန်းတာလည်းစစ်ဆေးတာတွေသူတို့လုပ်ပါတယ်နောက်ဒေသတွေမှာရှိနေတဲ့ဖွဲ့စည်းတွေထိုင်းဖွဲ့စည်းတွေကနေပြီးတော့တစ်ဆက်သူတို့သတင်းချက်လက်တွေကိုကောက်ယူပါတယ်သူတို့အချက်ချက်လောက်ရထုတ်ထုတ်နေတာတွေလုပ်ပါတယ်သူတို့ကစာတမ်းတွေကိုလည်းသူတို့ကြည့်ပါတယ်အဲ့တော့အချင်းကတော့သူတို့ investigation လုပ်တဲ့ဆက်ပေါ့နော်အဲ့တော့အဲ့ investigation တွေပြီးဆိုရင်သူတို့ကဒီသက်ဆိုင်ရာတိုင်ကြားခံသူရောတိုင်ကြားသူရောသူတို့နေရာတွေ့ရှိချက်တွေကိုသူတို့ပြန်ပြီးအသိပေးပါတယ်တိုင်ကြားခံသူကလည်းသူတို့ဘာတွေဘယ်လိုလိုက်နာလို့ဆောင်တဲ့ဆိုတဲ့ဟာတွေသူတို့ပြောတဲ့ဟာမျိုးရှိပါတယ်အဲ့တော့အဲ့ဒီအစ်မှာပြီးရင်တော့ဒါတော့သူ information ကြားနာတဲ့အားမျိုးတစ်ဖက်ပေါ့နော်သူတို့စုံစမ်းစစ်ဆေးပြီးတွေ့ရှိချက်တွေကိုပြန်ပြီးသုံးသပ်ပြီးသူတို့ computer မှာပြန်ဆေးပြီးပြန်သက်ဆိုင်ရာလူတွေကိုတိုင်ကြားသူရောတိုင်ကြားခံသူတွေတော့နဲ့ရောဒါမျိုးရှင်းပြပြောတက်စီချက်တွေပြောပြပြီးတော့အတိပြုတဲ့ဟာမျိုးသူတို့လုပ်နေပြီးမှနောက်တစ်ချက်ကိုသူတို့ public hearing ပေါ့နော်အဲ့ဒါသူတို့လုပ်နေတယ်သူတို့ထုတ်ပြန်မှာပေါ့နော်ဒါဒီ case တွေလို့ဖြစ်တယ်သူတို့အနေနဲ့တော့စာဘလို့ရှုမြင်သုံးသပ်တဲ့ဘာတွေလှုပ်ဆောင်တဲ့ဆိုတဲ့ဟာမျိုးထုတ်ပြန်တဲ့ဟာမျိုးလုပ်တယ်လို့ကျွန်တော်နေတယ်ဒီကိစ္စတွေမှာတော့အဲ့လိုနားလဲပါမယ်ခုကတော့ကျွန်တော်တို့ကြားတော့လက်ခံပါတယ်ဆိုတဲ့ဟာတော့ကျွန်တော်ရပြီမေးလာမြန်လာရင်လည်းကျွန်တော်ဖြေရကြမယ်ရှိမယ်ပေါ့နော်အဲ့ဒါတွေပြီးမှသူတို့ကမေးကြမလို့လည်းမမေးဘူးပေါ့ဗျာအဲ့ဒါတွေပြီးရင်တော့သူတို့ကဒီ Thai Human Rights Commission နေနဲ့ဒီကိစ္စကိုလက်ခံတယ်လက်မခံဘူးဆိုတဲ့ဟာတော့သူတို့ကျွန်တော်တို့အကြောင်းပြန်လိုက်မယ်ပေါ့နော်ဒီကိစ္စတို့လက်ခံပြီးသူတို့စုံစမ်းစစ်ဆေးမယ်ပေါ့နော်case ကိုဖွင့်ပြီးတော့စုံစမ်းစစ်ဆေးမယ်ဆိုရင်တော့ခုနဘယ်လောက်ကြာမယ်ဆိုတာတော့ကျွန်တော်တို့အရင်တိုင်ကြားတဲ့ကိစ္စမှာတော့စုံစမ်းစစ်ဆေးတဲ့ကာလကိုတစ်နှစ်ကျော်လောက်ကြာတယ်တနေ့ကျော်စုပေါင်း2နှစ်လောက်ကြာတယ်2နှစ်ခွဲနေပါလောက်ကြာတယ်ပေါ့နော်အဲ့တော့ကိစ္စအကြောင်းအရာရဲ့အတိတ်နဲ့ပုံမှန်မူတည်ပြီးတော့လက်ခံမယ်လည်းမခံဘူးလည်းဖြစ်မယ်လက်ခံတယ်ဆိုတော့မှစုံစမ်းစစ်ဆေးတဲ့ကိစ္စတွေကဘယ်လောက်ကြာမယ်ဆိုတဲ့ဟာမျိုးတွေတော့ကျွန်တော်ခုလက်ရှိအချိန်ဒီမှာဘာမှပြောနိုင်တဲ့ဟာမျိုးမရှိဘူးဗျဒါကတော့ကျွန်တော်နားလဲတဲ့ကျွန်တော်သိထားတဲ့ပုံစံနဲ့နော်တွေ့ကြုံခဲ့တဲ့ပုံစံနဲ့ကျွန်တော်ပြောပြချင်းဖြစ်ပါတယ်လို့ကျေးဇူးပါကောင်မကြီးဒါကတော့လက်ရှိတိုင်ကြားစာပေးပို့ထားတဲ့ထိုင်းလူခွင့်ရေးကော်မရှင်ရဲ့အလုပ်လုပ်ဆောင်မှုကိုနားထောင်ခဲ့ရတာဖြစ်ပါတယ်ဆိုတော့အခုရဲဘော်မူလန်ကိုတစ်ဖန်ပြန်မေးချင်ပါတယ်အခုဆိုရင်တိုင်ကြားစာပို့ထားတာဒါတစ်လပြည့်ပြီပေါ့နော်ဆိုတော့ဒီကော်မရှင်ဘက်ကရောတိုင်ကြားစာကိုလက်ခံရရှိကြောင်းအကြောင်းပြန်လာတာမျိုးရှိကြောင်းဗျပြီးတော့တိုင်ကြားစာကလက်ရှိမှာဘယ်အဆင့်ထိရောက်နေပြီလဲဆိုတာကိုလည်းပြောပြပေးပါဦးခင်ဗျကဲပါလက်ရှိမှာတော့ပေါ့နော်ကျွန်တော်တို့ပေးပို့ထားတာအခုဆိုရင်တော့တလနီးပါးရှိပါတော့နော်စာပို့လို့ကတော့ဒါ NHRC ဒီဘက်က complaint letter ဒီတိုင်ကြားစာကိုလက်ခံရရှိကြောင်းစာပြန်ပို့ထားပါတယ်ကျွန်တော်နည်းနည်းတော့ထပ်ဆောက်ရမယ်ထင်ပါတယ်ဒီကြားထဲမှာသူတို့ကိုဆက်ပြီးတော့ follow up ပေါ့နော်ချင်းနေဘလို့ရှိလဲဆိုplan မျိုး plan မေးတာမျိုးတွေလည်းကျွန်တော်တို့လုပ်ပါမယ်ပေါ့နော်တခုခုထပ်ထူးပြီဆိုရင်လည်းကျွန်တော်တို့ BMC Black Money သွေးစွန်း web page ကနေပြီးတော့ဒါပြည်သူလူထုကို inform လုပ်တာအသိပေးတာမျိုးတွေလည်းကျွန်တော်တို့ဆက်လုပ်ပါမယ်ကျေးဇူးပါမွန်လေးနောက်ထောင်ပေးခဲ့ကြတဲ့ဒေါ်လာမစ်ဆွေပေါင်းလည်းကျေးဇူးတင်ပါတယ်ခင်ဗျာဒီတစ်ပတ်မှာတော့တိုင်ကြားစာပါအကြောင်းအရာတွေနဲ့ထိုင်းလူခွင့်ရေးကော်မရှင်ရဲ့အလုပ်လုပ်ပုံတွေတိုင်ကြားစာရဲ့အခြေအနေတွေကိုမေးမြန်းတင်ဆက်သွားတာဖြစ်ပါတယ်နောက်တစ်ပတ်မှာလည်းဆေးဆူရဲ့အသက်သွေးကြောနိုင်ငံခြားဝင်ငွေရလမ်းကြောင်းတွေကဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးမလဲဆိုတာဆက်လက်ဆောင်မျှော်နားထောင်နေပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဟာရုပါ
တဲ့သွေးဆိုးတဲ့ငွေရှာဒူရီထက်ကသွေးဆိုးတဲ့ငွေလက်တရားတို့ရဖို့ကြီးတရားတို့ညနေရေးသွေးဆိုးသောလက်တွေစိတ်ကြောတော့တဲ့ပဲဤသူဆုံးတောင်းတဲ့သွေးဆိုးသော